skim or scan မင်္ဂလာပါ The Learning Diary ကတစ်ချက်ဆုံးနဲ့ဖြစ်ပါတယ်။ဒီနေ့က reading technique နှစ်ခုဖြစ်တဲ့ skimming နဲ့ scanning အကြောင်းကိုအဓိကရှင်းသွားပေးမယ်ပေါ့နော်။ဆိုတော့ခြေတို့ကကိုက GED ပဲဖြစ်ဖြစ် IGCSE ပဲဖြစ်ဖြစ်အခြားကျန်နေပေါ့နော်။ဒီ government curriculum တွေကိုပဲဖြစ်ဖြစ် reading မှာ technique ကအဓိကအပြင်နှစ်ခုရှိတယ်။ skimming နဲ့ scanning အဲ့တော့ပထမအဆုံးအနေနဲ့ skimming so skimming နဲ့ scanning ဒီ first techniques တွေဖြစ်တဲ့အလျောက်သူတို့ဒီ detail အသေးစိတ်တစ်လုံးချင်းကိုလိုက်ဖတ်နေမှာမျိုးမဟုတ်ဘူးဥပမာအပြင်ပြရမယ်ဆိုလို့ရှိရင် skimming ပေါ့နော်ဆိုတော့ skimming မှာဆိုလို့ရှိရင်ကျွန်တော်က general idea ကိုအဓိကသိချင်တာဒီစာပိုက်ထဲမှာကိုဘာတွေရေးထားလဲဒီစာပိုက်ရဲ့ general idea ကပါလဲဒါကိုအဓိကသိဖို့အတွက် skimming ဆိုတဲ့ technique ကိုသုံးတာဖြစ်ပါတယ်ဥပမာအပြင်ကိုရေးလိုက်တဲ့စာပိုက်ဒီa place I like to basic ဆိုလို့ရှိရင်ဒါဒီကိုသွားနေတဲ့နေရာအကြောင်းကိုဒီကပြောသွားမှာပဲဆိုတော့ဒီစာပိုက်ကိုဖတ်ခြင်းအပြင်စာရေးသူကသွားနေတဲ့နေရာအကြောင်းရေးထားတာကိုတချို့တို့ကဖတ်ရမယ်ဒီဟာတစ်ခုလုံးကိုအမြန်ဖတ်လိုက်တဲ့ technique ကိုတချို့တို့က skimming လို့ခေါ်တာဖြစ်ပါတယ် skimming ကိုဘယ်လိုမျိုးမိကုန်းတွေအတွက်အဓိကထားရည်ရွယ်ပြီးတော့ဖတ်လဲဆိုလို့ရှိရင် general idea ကိုမေးရမျိုး main idea ကိုမေးရမျိုးအဲ့လိုအရာမျိုးတချို့တို့က skimming ကိုသုံးပြီးတော့ဖတ်ကြပါတယ် the next one is scanning scanning ကတော့သူက specific information ကိုယူတာဖြစ်ပါတယ်ဆိုတော့ main question ကိုဖတ်လိုက်တယ် question မှာ writer ရဲ့ name ကိုမေးတာမျိုး date တွေ time တွေကိုအဓိကပေါ့နော် exactly ဖြစ်မေးတာမျိုးဆိုလို့ရှိရင် scan နဲ့ဖတ်ပေးရတယ် scanning မှာလည်းအဲ့လိုပါပဲတလုံးချင်းကို detail လိုက်ပြီးဖတ်နေရမျိုးမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ specific information ကိုရွေးပြီးတော့အဖြေကိုဖြည့်ပေးတာမျိုးကိုဒီလိုက scanning လုပ်တယ်လို့ခေါ်တာဖြစ်ပါတယ် first reading techniques နှစ်ခုဖြစ်တဲ့ skimming နဲ့ scanning မှာဆိုတော့ GED ဖြစ်မဲ့ကလေးတွေ IGCSE ဖြစ်မဲ့ကလေးတွေကိုဟာ government curriculum နဲ့ဖြစ်ဖြစ်အခြားကျန်တဲ့ IELTS Duolingo ကိုပဲဖြစ်ဖြစ်ဒီ technique နှစ်ခုကိုအမြဲတမ်းသုံးရပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာလည်းပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ follow ထားခဲ့ပြီးလို့ရပါတယ်